ဂျူနီယာနီးပညာရှင်တွေအားလုံးကို Neotech သင်တန်းကနေကြိုဆိုပါရစေ။ကဲဒီနေ့သင်ခန်းစာကိုတန်းဆက်လိုက်ကြရအောင် ဒီနေ့မှာတော့အခြေခံပတ်လန်းဒီ 3V 5V စနစ်နဲ့အားသွင်းပိုင်းပြဿနာဖြေရှင်းရေးတွေကိုအထူးထားလေ့လာသွားကြပါမယ် မထနော်မာသာပုတ်တိအသက်ဝင်ဖို့ဆိုတာတည်ငြိမ်တဲ့ပိုးအားနဲ့ချီညင်ရပြောင်းလဲပေးနိုင်တဲ့လက်စီကြောင့်အတိအကျလိုအပ်ပါတယ် ဥပမာပြောရရင်ဗိုးကတမတ်ထားတဲ့ရေပိုက်အမြင့်လိုပဲလက်စီးကြောင်းကိုတော့ရေပိုက်ခေါင်းနဲ့လိုးသလိုချိန်ညှိနိုင်တာပေါ့ ရက်ခံ resistor တွေကတော့အုံးမြင့်နေရာမှာအတိုင်းမတာဖို့ပေါ်ကရက်စစ်စီးစင်းမှုကိုတမင်ကိုကန့်သက်ပေးတာပါ ဒါကလမ်းချက်တွေကကားတွေနဲ့လမ်းခွဲတွေလိုပါပဲတန်းဆက်တဲ့ပြိုင်ဆက်ပလန်တွေကလက်စီကြောင်းကိုမတူညီပဲထိန်းချုပ်သွားကြတယ် Voltage divider ပုလန်ဒီရဲ့အထူးရွေးချက်ကတော့ကြီးမားတဲ့ပိုးအားတွေကိုလုံခြုံစိတ်ချရအောင်လွှတ်ချပေးဖို့ပါပဲ ဒါက19 volt ဆိုတဲ့ကိမုံကြီးကိုတေးသေးလေးဖြစ်သွားအောင်အချိုးချခွဲဖြတ်လိုက်တာနဲ့အတူတူပဲပေါ့ ပြီးတော့လက်ခွေတွေကမလိုတဲ့အလိုင်းတွေကိုတောင်းစီပေးတယ်လက်တွေကြတော့အမိုက်စထုတ်တာနဲ့အချစ်ပြလိုင်းကိုမြင့်တင်ပေးပါတယ် transistor တွေကောင်းမကောင်းစစ်ဆေးကြရင်တော့ဒီစရာအတိုင်း 0.3 ကနေ 0.84 အတွဲရှိမရှိတိုင်းတာရပါမယ် အခုခေတ်မာသာပုတ်တွေမှာတော့အဓိကလက်စစ်ခလုတ်တွေအဖြစ်အလုပ်လုပ်နေတာက MOSFET တွေပါပဲ logic gate တွေဟာဆိုရင်အဝင် input အခြေအနေတွေအပေါ်မှာမူတည်ပြီးအချက်ပြတွေကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ပေးပါတယ် ကဲ laptop တစ်လုံးအတွက်မရှိမချစ်အရေးကြီးဆုံးစွမ်းအင်စက်ရုံ 3V5V စနစ်အကြောင်းကိုဆက်သားကြရအောင် hardware တွေအကုန်လုံးကြားလာဖို့အတွက်မီအားတွေဟာဒီ 3V ပါ 5V enable လဲစင်အတိုင်းတိတိကျကျစီးဆင်းရတာပါ ပြန်တဲ့အခါမှာခဏခဏတွေ့ရတတ်တဲ့ဒီ 3V 5V IC ပစ်ချက်တွေကိုတော့တိတိကျကျလေးမှတ်ထားစေချင်ပါတယ် ပစ်ချက်ရှာဖွေတဲ့ခါမှာတော့ဒီအဆင့်6ဆင့်စစ်စင်းကြီးဟာမတိမဖြစ်တဲ့ရွှေစင်းမြင့်တစ်ခုပါပဲ အခုဆက်ပြီးတော့အရေးပါတဲ့အချိန်မဲ့စနစ် RTC နဲ့ပင်မဘက်ထရီစီမံခန့်ခွဲမှုပိုင်းကိုကြည့်လိုက်ကြရအောင် အားသွင်း charging IC ကြီးကဘက်ထရီနဲ့ adapter စွမ်းရည်တွေအားလုံးကိုအချိုးကျပြည့်ပြည့်စုံအောင်ထိန်းချုပ်ပေးတာပါ laptop ပြင်တဲ့အခါခေါင်းခဲရတဲ့ဒီလိုအသွင်စနစ်ပြဿနာတွေကိုအထူးသတိထားပြီးဖြေရှင်းရပါမယ် ပရိုတယောက်အနေနဲ့မှတ်ထားရမှာကစက်လုံးဝတ်တင်နေရင် ACDV ရဲ့ ACOK 4R တွေကိုအရင်ဆုံးတိုင်းတာစစ်ဆေးရပါမယ်ကဲဒီအခြေခံ theory တွေနဲ့နောက်ထပ်ကြုံလာမဲ့တင်နေတဲ့မာတာဘုတ်ကိုဘယ်လိုစမ်းသပ်ပြုပြင်မလဲဆိုတာစဉ်းစားကြည့်ကြရအောင်နော်